အားလုံးပဲမင်္ဂလာပါကျွန်တော်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်ညီကိုတို့ကိုဒီပြုတ်ပြချင်တာကတော့ပေါ့နော်ဒီ FNCCU Note သင်ခန်းစာအပိုင်း2အနေနဲ့ကျွန်တော်တို့ဒီ have note အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ဒီပထမတော့မှာကျွန်တော်ဒီ whole note အကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးနားမလည်ဘူးဆိုရင်ပြန်ကြည့်လိုက်အောင်ပေါ့နော်သင်ခန်းစာလေးပြန်ပြီးတော့နှွှေးရရင်ဒီ whole note ဆိုတာကနေတဘာရှိတယ်တဘာမှာဆိုရင် B4 ရှိတယ်အဲ့ B4 မှာဆိုရင်เนาะဒီ B တွေအကုန်လုံးပြောမှဆိုရင်တဘာလုံးကိုအကုန်လုံးချပေးတာကတော့တလုံးဒီ whole note လို့ကျွန်တော်ပြောခဲ့တယ်เนาะဟုတ်ပြီအခုပြောချင်တာကကျွန်တော်ဒီ have note ဆိုတာဘာလဲ have note ဆိုတာကကျွန်တော်တို့ B4 ရှိတယ်เนาะတဘာမှာဆိုရင် B4 ရှိတယ်အဲ့ B4 မှာဆိုရင် B နှစ်ပြီးသားတည်ရတဲ့ note ကို have note လို့ခေါ်တယ်ဟုတ်ပြီဒီအခုကျွန်တော်ပြောထားတဲ့ဒီဖြတ်ထားတဲ့စာရွက်ကလေးကိုချက်လောက်ညီကိုတို့ကြည့်မယ်နော်ဒီစာရွက်ကလေးမှာဆိုရင်ကျွန်တော်ဒီ have note တွေပဲကျွန်တော်ချပြီးရေးထားတယ်ပေါ့နော်ဒီပထမဆုံးကျွန်တော်ဒီတဘာစာကိုပဲကျွန်တော်အရင်ဆုံးရှင်းပြမယ်တဘာမှာဆိုရင်ဒီ1 နဲ့2เนาะဒီ1နဲ့2ဆိုတာရှိတယ်အဲ့ဒီတဘာမှာကျွန်တော်ရေးထားတဲ့ဒီB နှစ်ပြီးသားပဲပေါ့နော်တဘာမှာဆိုရင်ကျွန်တော်တို့ဒီ B နှစ်ပြီးစားပဲအဲ့ဒီ B နှစ်ပြီးမှာ B တစ်ပြီးစားပဲเนาะအဲ့ဒီ B တစ်ပြီးမှာဆိုရင်ကျွန်တော်တို့ရိုက်ချက်တဘာမှာဆိုရင် B4 ပြီးရှိတယ်ပေါ့နော်အဲ့ဒီ B4 ပြီးမှာကကျွန်တော်တို့ဒီပထမဆုံးဒီတစ်ပြီးမှာတစ်ချက်ချမယ်ဒူပေါ့နော်ဒီဒုတိယအကွက်မှာကတော့ဒုတိယပြီးမှာမချဘူးတတိယပြီးမှာ re ပေါ့နော် re ဆိုတာကိုနှစ်လို့ပြောတယ်အဲ့ဒါကိုကျွန်တော်တို့ဒီချပြီးမှာပေါ့နော်ဒီနောက်က B4 မှာဆိုတော့မချဘူးเนาะအဲ့လိုမျိုးသဘောတရားကိုဆိုလို့ချင်း have note ဆိုတာကဟုတ်ပြီကျွန်တော်ချက်3လေးလဲအဲ့တိုင်းပဲ9နဲ့6လဲအဲ့တိုင်းပဲเนาะဒီ B တချို့ကဒီပြောတယ်ဒီအလေကောင်မှာချရတဲ့တူချောင်းလေးတွေကဘာပြောတာလဲဆိုဘာကိုပြောတာလဲတဲ့เนาะကျွန်တော်မေးရနေလို့ရှိရင်ဘာပေါ့เนาะတူချောင်းလေးတွေချရတာဘာအောက်ကအနှုတ်ပုံလေးတွေကတော့ဒီ B ပေါ့เนาะအဲ့ဒါကိုဆိုလိုချင်တာဖြစ်ပါတယ်ဟိုကျွန်တော်တို့ဒီလုံးစာရက်ကိုကြည့်ပြီးတော့ဒီ Apple Story Mobile မှာဒီလက်တွေ့ကျွန်တော်ချပြမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီပထမဆုံးဒီ3ပါးစာပဲကျွန်တော်ချပြမယ်အောက်က3ပါးစာကိုတော့ဒီကိုတို့ဒီအိမ်မှာပြောမယ်ဆိုရင်ဒီလေ့ကျင့်ခန်းလေးလုပ်ကြည့်ပေါ့နော်နားမလည်ရှိရင်ကျွန်တော်ရဲ့ comment လေးမှာမိထားပြီးပေါ့နော်ကျွန်တော်နောက်ထပ်ပြီးတော့ဒီရှင်းပြပေးပါမယ်ကျေးဇူးတင်ပါတယ်နော်ကျွန်တော်လည်းပဲဒီတလောက်လေးပဲမျှဝေပေးတာဖြစ်တဲ့အတွက်ကြောင့်တည်တဲ့ဆရာများရှိရင်လည်းပဲဒီအမှားလေးတွေတွေ့ရင်လည်းပဲကျွန်တော်ကိုဒါလေးတွေမှားနေတယ်ဒါလေးတွေမဟုတ်သေးဘူးလို့ကျွန်တော်ကိုယ်အနေနဲ့ပြောပြီးတော့အကြံပြုချက်လေးတွေပေးလို့ရပါတယ်နော်ဟောကျွန်တော်အခုတမ Apple Studio Mobile နဲ့ဝင်လိုက်ပြီး Apple Studio Mobile နဲ့ဝင်လိုက်တဲ့အခါမှာကိုကြိုက်နေတဲ့ instrument တစ်ခုခုကိုဒီရွေးလိုက်ပေါ့နော်ဟုတ်ပြီအမှဆိုရင်ကျွန်တော်ဒီ grand piano လေးကိုပဲကျွန်တော်ရွေးထားတယ်အမှနှုတ်ဆောင်ရက်ကိုကြည့်လိုက်တဲ့အခါမှာဒီ tip ပေါ့နော်အဲ့တင်းနဲ့ဒီအပေါ်မှာဆိုရင်ဒီအဲ့ကျွန်တော်ပြပြတဲ့ထဲကတဘာသာပေါ့နော်အဲ့ဒီတဘာ B4 ပြီးရှိတယ်အဲ့ဒီ B4 ပြီးမှာကျွန်တော်တင်းနဲ့နှစ်ကိုပဲကျွန်တော်ဒီ have note ချမှာပေါ့နော်ဟို C ဆိုတာကကျွန်တော် tip ပေါ့နော်C ဆိုတာက1 D ဆိုတာကတော့2ပေါ့နော်E ဆိုတာက3F ဆိုတာက4ဒါကျွန်တော်ရှေ့သင်ခန်းစာလေးမှာကျွန်တော်ပြောပြခဲ့ပြီးပြီအဲ့ဒါဆိုကျွန်တော်တို့လေးချကြည့်အောင် test ကဒီမှာချပုံချနည်းလေးပေါ့နော်နှစ်ဆိုတော့ဒီမှာချတယ်ဒါ hand note ချနည်းလေးပါဒီ note ဆောင်ရဒီမှာလည်းအဲ့တိုင်းနေလာရင်အဲ့လိုလေးပဲချပေးရမှာပေါ့နော်သင်ချင်းလိုက်ကြည့်ပေးပါ5က G ဒီကြတော့6ပေါ့နော်ဟုတ်ပြီကျေးဇူးတင်ပါတယ်နောက်မှလာရှိမိပါ